ရဲ့အကြောင်းကိုမသိလို့ဘဝရဲ့အကြောင်းကိုဘုန်းကြီးတို့တွေကမသိကြသေးဘူးဘဝဖြစ်ပေါ်နေတာကအခြေအနေတစ်မျိုးကိုကဘဝရဲ့ပုံမှာသိနေတာမြင်နေတာနားလည်နေတာကတစ်မျိုးဖြစ်နေတယ်အဲ့ဒါကိုအဝိဇ္ဇာလို့ခေါ်တယ်ဘဝရဲ့အကြောင်းကိုသိတယ်ဆိုတဲ့နေရာမှာဘယ်အဆင့်ထိရောက်မှပြည့်ပြည့်စုံအောင်သိတယ်အဆင့်အမြင့်ဆုံးသိတယ်လို့ပြောနိုင်မလဲဆိုရင်ဘဝဟာဆင်းရဲခြင်းတရားမျှတာဖြစ်တယ်လို့ဒုက္ခသစ္စာကိုပိုင်းခြားသိမှသာဘဝရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံမှန်မှန်ကန်ကန်အစဉ်အတန်းမြင့်မြင့်သိတယ်လို့ဆိုနိုင်တာကျတို့သိပြီလားမသိသေးဘူးနော်ဘဝဆိုတာဆင်းရဲပြီးဆင်းရဲဖြစ်နေတဲ့သဘောပဲဒါပေမဲ့အဲ့ဒီအမှန်တရားကိုကျတို့မသိကြသေးဘူးအဲ့ဒီအမှန်တရားကိုတကယ်သိလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအရိယာဖြစ်မှာအရိယာဖြစ်တယ်ဆိုတာစိတ်ထားဖြူစင်တန်ရှင်းသွားတာကိုပြောတာကိုဆင်းရဲသွားစေမဲ့အလုံမျိုးအပြောမျိုးအတွေးမျိုးကိုမလုပ်တော့ဘူးမပြောတော့ဘူးမတွေးတော့ဘူးအရိယာဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒါကြောင့်မို့လို့အနာဂတ်မှာပထမအဆင့်အနေနဲ့သူတို့ဟာအလွန်ယုံကြည်တဲ့ဘဝဆိုးတွေကိုမရောက်တော့ဘူးမရတော့အပေလေးပုံနဲ့ဇရာပြတ်သွားတယ်ဘဝဆင်းရဲပဲဆိုတဲ့အမှန်တရားကြီးကိုတကယ်သိလို့ရှိရင်စိတ်ဓာတ်ကဖြူစင်တန်ရှင်းသွားတဲ့အတွက်ကြောင့်အပေလေးပုံကြားနိုင်လောက်သည့်အထိဆိုရတဲ့ယုံကြည်တဲ့အပြုအမူတွေအပြောအဆိုတွေအတွေးအကြံတွေအဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာမဖြစ်တော့ဘူးအလုံးမလူချင်းစရာကောင်းတဲ့အနေအထားတစ်ခုလို့မဆိုနိုင်ဘူးလားအခုကျုပ်တို့တွေကဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုတကယ်မသိသေးတဲ့အတွက်ကြောင့်အပေလေးပုံထိရောက်သွားနိုင်တဲ့ယုံကြည်တဲ့စိုးသွမ်းတဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေကိုလွန်ကျူးကြအောင်ပါဟုတ်လားဒါကြောင့်အဲ့လိုဆိုးကျိုးတွေမဖြစ်ဖို့ကောင်းကျိုးတွေနဲ့ပြည့်စုံဖို့အတွက်တရားအထုတ်ရတာတဘောရဲ့အကြောင်းကိုအမှန်ကန်သိအောင်တရားအထုတ်ရတယ်လို့ဘုန်းကြီးတို့ပြောခဲ့တယ်အဆုံးစွန်အမှန်ကန်သိတယ်ဆိုတာသစ္စာလေးပါးကိုပိုင်းခြားသိတဲ့အစဉ်ကိုပြောတာစအားထုတ်ခြင်းသစ္စာလေးပါးကိုသိသွားတာမဟုတ်ဘူးသစ္စာလေးပါးကိုမသိခင်ရှင်းဖို့မှာသိနှင့်ထားရမယ်တနည်းအားဖြင့်ရရှိမဲ့တွေ့ကြုံရမယ်သိမြင်နားလည်မှုအစဉ်စဉ်ရှိတယ်ဘုန်းကြီးတို့သတိပဋ္ဌာန်ဘာဝနာပွားတယ်ဆိုတာဒီခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းလိုက်ပြီး